Hello everyone ကျို့ channel မှာပြန်လာကြိုဆိုပါရစေကျို့ဒီနေ့မှာကြာတော့ blind bag အကြီးဖောက်ပြမှာဖြစ်ပါရဲ့အရင်ဗီဒီယိုတော့က blind bag အသေးလေးနှစ်ခုဖောက်ပြသွားပါရဲ့အဲ့လေးနှစ်ခုကတော့ဒီနှစ်ခုလေးပဲဖြစ်ပါရဲ့အဲ့နှစ်ခုတွေကပေါက်တာလေးကကြာတော့ဒီနှစ်ခုပဲဖြစ်ပါရဲ့ကျုပ်ဒါလေးနဲ့မဟုတ်စားမယ်လို့တော့ပြောလိုက်ပါသေးရဲ့အဲ့ဒီတော့ကျို့စားလိုက်တာပါဒါလေးကတော့ကျို့အခုဖောက်ပြမယ်တကြားလုံး blind bag အကြီးလေးပဲဖြစ်ပါရဲ့အားလုံးဒီဟာလေးကိုကြော်သားကြပါနဲ့ဒီထဲမှာဗာလေးလဲဆိုရင်တော့ချွန်းနဲ့အတူဖောက်ကြည့်သွားပါမယ်ဒီမှာပါဒီထဲမှာဗာပေါက်မလဲဆိုတော့ရွေးရမှာတော့ဒီဟာလေးတွေထဲမှာပါချူကြိုက်ဆုံးကတော့ဒီဟာလေးပါချူကရောင်တုံးဟာကြိုက်တာဆိုတော့ဒါလေးကြိုက်ပါတယ်ချူဒီဟာလုံးတုံးက4လပိုင်း19ရက်နေ့ပါgrade ပါဒီဟာလေးပါကျူပေါက်ချင်တာကဒါလေးပါကဲအဲ့တော့ဖောက်ကြည့်ကြရအောင်ကျူပုံဆွဲတာအရင်တော့ပါရဲ့ကဲကကြီးရာလေးကနေဖောက်လိုက်ပါမယ်လက်နဲ့ဖောက်ပါမှာဖောက်လိုက်ပါပြီဖောက်လိုက်ပါပြီထဲမှာဗာလေးပါမလဲကြည့်တော့ပါမယ်အထဲမှာတော့အိတ်တစ်ထပ်ပါတဲ့အစားတော့ချူက blind ပေါက်လို့မလို့ပါအားကြောင့်မို့လို့ချူက blind ပေါက်လုံးဖို့ဆိုပြီးတော့ဒီ blind ပေါက်ကိုအရင်မလုပ်ဖဲနဲ့ချူကဒီ blind ပေါက်ထဲကအိတ်လေးနဲ့ဟာအရင်လုပ်လိုက်တာပါအားကြောင့်မို့လို့ပါကဲချူအနေနဲ့ဒီအကြီးကိုညှစ်ပြီးခံမှန်းကြည့်ရတဲ့အရာဆိုလို့ရှိရင်တော့ဒါလို့ထင်ပါတယ်ကဲစကြည့်ရအောင်ချူတိတ်နဲ့ကတ်ထားပါတယ်ချူအထဲထဲကအိတ်ကိုလောက်ရမှာပြင်းလို့ပါဒီဟာတအိတ် blind bag တအိတ်လို့ဖို့ဆိုချူဘယ်လိုပြောရမလဲအိတ်3အိတ်တောင်ဟိုဟာစာရွက် A4 စာရွက်3ရွက်ကုန်ပါရဲ့ချူ blind bag လုံးကြီးရကြတော့ line 1နေပဲကြီးလုပ်လိုက်တာပါဒီမှာပါပောက်သွားဟာလေးကတော့ဒီတတိယဟာလေးပဲဖြစ်ပါရဲ့ဒါပေမဲ့တော်တော်လေးလည်းချစ်ဖို့ကောင်းပါရဲ့ညှိရတဲ့နေရာမှာလည်းတော်တော်တပါရဲ့ဒီမှာပါလိုမျိုးလေးပဲဖြစ်ပါရဲ့အားလုံးပဲဒီဗီဒီယိုကိုသဘောကျရင် like subscribe လေးလုပ်ပေးကြပါဦးအားလုံးပဲရှင်းလိုက်ကြမြင်ကြပါစေအားလုံးပဲ bye bye ပါ